Medanita karaloke tamalaranti dukam tu buddhita basa Loke tadawa alili komi pula lokda kava adwenai Medanita karameda ilu pwepyu pa wengwela menyidi Tama tadawa dadwe imya sebo adaye shunga kaumonzwa Dukhan karo dule wanda Ngale shwe pyo nalong se wan lang la yakhu chanda go pyu laya Adu yang le kin we pila makha a iya bo shum ya adaye thumpa ba se tati Metta di dalaran di hi metta pwe laya a ida sang di ayang waro pyan Metta di dalaran di hi metta pwe laya a ida sang di ayang wado di Hudhi da bong bong luang thong muang malati doi agong da Vasa kapa kipwe pye pye nai di ne mya swa tadawa do di Dukhandu ko sai eka beyang kwa yue Wan ta dakwa chanda ja ba se kaung tati Tadang 359ခုနှစ်ပြာသူလပြည့်ကျော်4ရက်ညနေခင်းကာလနာရီမိနစ်50ချိန်ကစတင်၍ရန်ကုန်တိုင်းသောဝနာမြို့29ရပ်ကွက်ကောက်လျင်လန်းတနင်္ဂနွေဘသံဃာဒါနဆွမ်းလောင်းသင်ကြီးကဆင်ញံကျင်းပတဲ့ဓမ္မသဘင်ကိုယခုအခါစပီကာပြောမေတ္တာအာသီသမေတ္တာပဌနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲအကဲလို့လာခဲ့ကြသောတရားချစ်ခင်သူတော်စင်ပေါင်းတို့နှင့်တကွ30ပုံရက်10မျက်နှာအနန္တစัจ java လာမှာရှိကြကုန်သောအနန္တတတ္တဝါတွေဘေးရန်ကင်းကြပါစေဆင်းရဲကင်းကြပါစေကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီတနင်္ဂနွေပတ်သံဃာဒါနဆွမ်းလောင်းအသိရဲ့ညနေခင်းစည်းစာဓမ္မသဘင်ပွဲအားခဲလာကြသောတရားချစ်ခင်သူတော်စင်များသံဃာဒါနဆွမ်းလောင်းသည်လို့ဆိုပြီးတော့သံဃာတော်ရှင်မြတ်တို့အားဆွမ်းခဲပဲဘောဇင်တို့ပြတနင်္ဂနွေတိုင်းဆွမ်းလောင်းကြတဲ့သူတော်ကောင်းတို့အားဘုန်းကြီးတို့ဆွမ်းအလှူတစ်ခုရဲ့အကြောင်းအရာကိုစည်းစာဓမ္မသဘင်နဲ့လျော်ညီစွာပေါ့လေတဏှာရီတွင်ဘုန်းကြီးတို့ပြီးအောင်ကျုံးပြီးတော့ဆွမ်းအနုမောဒနာလေးတစ်ပုဒ်ဘုန်းကြီးတို့ပြောပြမယ်ဘသူဆွမ်းအလှူလဲလို့ဆိုတော့ပုံနာလို့ခေါ်တဲ့မြို့ကောင်းသမီးကြီးတယောက်ရာဇဂျုံမြို့သူအဲ့ဒီမြို့သမီးကြီးတယောက်မြတ်စွာဘုရားအားဆွမ်းလှူတဲ့အလှူကလေးအကြောင်းပါပုံနာတဲ့ပြိဿကြီးဘသူတဲ့လဲပုံနာပါဗျာအဲ့ဒီနာကြီးနှလုံးထပ်ပြီးတော့ဟိုဘက်ကရေးချထက်မဖတ်ခဲ့ရင်ပုံနာဖြစ်သွားတယ်အဲ့ဒီလိုမဖတ်ရဘူးတဲ့ရေးချနဲ့ထက်ဖတ်တော့ပုံနာလို့အတန်ရှိဒီကတန်နဲ့ဖတ်လိုက်ရင်ဒါဟာအမျိုးသမီးရဲ့နာမည်လို့ဒီလိုသိရအဲ့လိုဒီကမပါဘဲနဲ့အတန်ရှိမပါဘဲနဲ့ပုံနာဆိုရင်တော့ဒါအမျိုးသားပါဠိစာပေကအမျိုးသမီးနဲ့အမျိုးသားနာမည်ကိုဒီလိုခွဲထားတာလေးတွေရှိတယ်ဥတွေကိုတွေဒေါ်တွေမစ္စတာတွေမစ္စစ်တွေမပါဘဲနဲ့ပါဠိစာပေမှာအဲ့ဒါရှေးစလုံးရှေးခံစလုံးပေါ့လေ prefix word ဆိုတာမျိုးမပါဘဲနဲ့စကားတစ်လုံးနဲ့ကိုပဲယောက်ျားမိန်းမခွဲဖတ်လို့ရတာပါဠိရဲ့ကျွယ်ဝပုံလေးဟာလည်းပဲတော်တော်မျက်နှိုးစရာကောင်းတယ်ပုံနာလို့ကြားလိုက်ရင်ဒါယောက်ျားပုံနာလို့ကြားလိုက်လို့ရှိရင်အမျိုးသမီးလို့သိရဒီကနေ့ခေတ်တော့အမျိုးသားအမျိုးသမီးတချို့ခွဲမရပဲတဲ့နာမည်တွေရှုပ်ထွေးနေတာတွေတော်တော်များသွားပြီ
မျိုးသားတွေနာမည်ကလည်းပဲညွန့်နေတာပဲအမျိုးသမီးလေးတွေလိုပဲတချို့အမျိုးသမီးလေးတွေနာမည်ကလည်းဟာယောက်ျားကြီးနာမည်လိုပဲဒီလိုခေါ်ကြတာပါဠိစာပေကတော့အဲ့ဒါလေးတွေနဲ့ဘုန်းကြီးတို့ခွဲထားလေးလှုပ်သွားတယ်ပေါ့လေဝိသာခဆိုရင်ယောက်ျားဝိသာခဆိုရင်အမျိုးသမီးဒါကွဲတယ်ကိုလည်းပဲပုံနတ်ဆိုရင်ပုံနတ်ဆိုတဲ့ကြီးကျွန်တယောက်ရာဇဂိုကပဲပုံနာဆိုရင်လည်းပဲကြီးကျွန်တယောက်ပဲရာဇဂိုကပဲပုံနာခေါ်တဲ့ရာဇဂိုတတိအိမ်မှာလောက်ကိုင်းနေတဲ့ရှိတော်ကခေါ်တိုင်းခေါ်ပေါ့လေပုံနာဓာသည်တဲ့ပုံနာခေါ်တဲ့ကျွန်မကြီးလို့ရှေးဘာသာပြန်ကျမ်းများမှာပြန်တဲ့ဩဟာရအတိုင်းဒီတိုင်းပြောကြရမယ်ဆိုရင်ပုံနာဆိုတဲ့ကျွန်မကြီးတယောက်သူကမြတ်စွာဘုရားအားဆွမ်းလှူသွားတဲ့အလှူလေးတစ်ခုဘုရားကိုယ်တော်မြတ်ကတယုတရားကိုပဲအဲ့ဒီသူအကျွန်ခံနေတဲ့တထေးအိမ်ကဆွမ်းကိုမဖုံးပေးပဲဗိမိသာရရှင်မင်းကြီးရဲ့ဆွမ်းကိုမဖုံးပေးပဲပုံနာဆိုတဲ့ကျွန်မကြီးတယောက်ရာဇဂိုတထေးရဲ့အိမ်မှာခုနကပုံနာဆိုတာလဲရာဇဂိုတထေးရဲ့အိမ်မှာပဲအဲ့တော့ပုံနာအကြောင်းခဏလေးထားလိုက်အောင်သူလည်းပဲကြီးကျွန်တယောက်ရဲ့အလှပေါ့လေဘုန်းကြီးတို့ရာဂုံရှင်မြို့တော်မှာဒီလိုအလှပွဲဆိုရင်ဟောမှာပါပုံနာဓာတိမြတ်စွာဘုရားသည်ရာဇဂိုဝေလုံးဟောမှာနေတယ်အဲ့ဒီရှင်သူရဲ့ဆွမ်းအလှဟာရာဇဂိုမှာဖြစ်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောသွားတဲ့တရားသတ္တာဇာဂရမာနနံအဟောရတာနုသိခိနံနိဗ္ဗာနံအတိမုတ်တာနံအတ္တံကေသံတိအာသဝါသတ္တာဇာဂရမာနနံအဟောရတာနုသိခိနံနိဗ္ဗာနံအတိမုတ်တာနံအတ္တံကေသံတိအာသဝါဘိက္ခဝေယံတို့မြတ်ဝချေသတ္တုသတ္တဇာဂရမာနနံအမြဲမပြတ်နိုးကြ၍နေလေရှိကြကုန်သောအဟရတနုသိခိနံနေရောညရောအာထုတ်၍နေလေရှိကြကုန်သောနိဗ္ဗာနတိမုတ်တနာနိဗ္ဗာန်ကိုစင်မပြတ်စိတ်ညွတ်၍နေလေရှိကြကုန်သောကုလဗုဒ္ဓနာမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့ဤအာသဝအာသောတရား၄ပါးတို့သည်အထံချုပ်ဆုံးကွယ်ပြောက်ခြင်းသောကိစ္ဆန္တိကောင်းစွာမသွေရောက်ရှိတော်မူနိုင်ကြလေကုန်သတည်းသတ္တဇာဂရမာနနံဟောရတနုသိခိနံနိဗ္ဗာနတိမုတ်တနံအထံကေသံတိအာသဝါအဲ့ဒီတရားမြတ်စွာဘုရားရာဇဂိုဝေလူဝံကျောင်းမှာနေခိုက်တော့ဟောတာပဲတဲ့ဝေလူဝံကျောင်းတိုက်ထဲဟောတာတော့မဟုတ်ဘူးရာဇဂိုမြို့ရဲ့အပြင်ဘက်မြို့အပြင်မဲ့စင်ကြီးဘုံကြီးရွာကလေးတစ်ခုမျက်စိနဲ့စင်ကြီးဘုံကြီးရွာကလေးသွားတဲ့လမ်းပေါ်လေအဲ့ဒီကြားထဲကလူသားလမ်းဘေးကသစ်ပင်ရိပ်ကလေးတစ်ခုမှာဤတရားဟောသွားတာဆိုတော့ခုဘုန်းကြီးတို့လည်းတရားပွဲတွေအမြဲတမ်းလမ်းပေါ်ကြီးပဲဘုရားဟောတဲ့အတိုင်းပေါ့လေဘုရားတောင်လမ်းဘေးဟောသွားသေးတာခုတော့လမ်းပေါ်ပိတ်ဟောတော့တော်သေးတယ်နော်လမ်းဘေးဆိုရင်တော်တော်ခက်တာသတ္တဇာဂရမာနနံဟောရတနုသိခိနံအချက်လက်၃ခုပါဝင်တယ်သတ္တဇာဂရမာနနံအမြဲတမ်းနိုးချ၍နေလေရှိတဲ့ပုဂ္ဂိုလ်တို့ဤအာသဝအာသောတရား၄ပါးတို့သည်အထံခြုံဆုံးကွယ်ပြောင်းခြင်းသောအကိသန္တိရောက်ကုန်၏အမြဲတမ်းနိုးနိုးချမ်းနေလေရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့အာသဝတရားတွေကမကြခင်ကုန်သွားတယ်တဲ့
အမြဲတမ်းနိုးချမ်း၍နေမှအဲ့ဒီပုဂ္ဂိုလ်ဟာအာသဝေါကုန်တယ်ပရိသတ်ကြီးကကောင်းမှုများပြုလိုက်ရင်ဘာကောင်းမှုပြုအလားနိဗ္ဗာန်သာပစ္စယောဟောတုဆိုပြီးတော့ဆုတောင်းသူတွေရှိသလိုဣဒမိပုံညာအာသဝခယဝဟံဟောတုလို့ဆုတောင်းတဲ့လူတွေကလည်းပဲတပုံတပင်ကြီးရှိတယ်သူတို့ကပုံများတောင်များမယ်ဒါကရှေးဟောနိဗ္ဗာန်သာပစ္စယောဟောတုကနောက်မှပေါ်လာတာအဲ့တော့အာသောခယဝဟံဟောတုဆိုတော့ဘာဖြစ်လဲဒီကောင်းမှုသည်အာသောတရားကုံတဲ့အထိဆောင်ရွက်နိုင်ပါစေအာသောတရားရဲ့ကုံရန်သို့ပို့ဆောင်နိုင်ပါစေအဓိပ္ပာယ်နှမျိုးရအဲ့တော့ဗာလဲအဓိပ္ပာယ်ကအာသဝေါတွေကုံခြင်းတဲ့ပြုတဲ့ကောင်းမှုရဲ့အကျိုးမျှော်မှန်းတာအာသဝတ်ဆိုတဲ့ဇာလုံးထဲမှာဝင်နေတဲ့တရားဟာပြိဿကြီး၃ခုတည်းပဲအာသဝ၄ပါးတော့ရှိတယ်တရားသားကတကယ်တော့၃ခုတည်းပါပဲကာမသဝတ်ဆိုတာကာမတဏှာပဲအဲ့ဒီကာမတဏှာကိုဘယ်နဲ့ကြောင့်အာသဝခေါ်တယ်လဲလို့ဆိုအာသဝဆိုတဲ့စလုံးအဓိပ္ပာယ်ကယိုကြပြီးစီးဆင်းသွားတာကာမတဏှာရှိတဲ့တတ္တဝါရဲ့တဏ္ဍာမှာအဲ့ဒီကာမတဏှာကကာမ7ဘုံလုံးဘာဖြစ်လဲရေစည်းကြောင်ကြီးစီးသလိုဟိုစီတန်ကြီးကြီးပေါက်သလိုရေတန်ကြီးကြီးပေါက်သလိုယိုကြပြီးတော့စီးဆင်းသွားတာကာမ7ဘုံမှာအဲ့ဒါရေစည်းကြောင်နဲ့အဲ့ဒီပုဂ္ဂိုလ်ကာမတဏှာရှိတဲ့ပုဂ္ဂိုလ်ဟာမျောတာနောက်တစ်မျိုးဆိုရင်တော့ကာမတဏှာသည်အောက်အဝိဇ္ဇိအထိအထက်မှာပရဏိမိတဝသဝတိနတ်ပြည်အထိတဲ့ဘာနဲ့တူမလဲဆိုလို့ရှိရင်အလွန်ပြင်းထန်တဲ့မိုးတွေက14-5ရက်ရက်20 30တလ2လရွာတဲ့အခါမှာရေတွေဖြည်းဖြည်းရှမ်းပြီးတော့မှမြို့တွေရွာတွေချောင်းတွေမြောင်းတွေလမ်းတွေရေမြုပ်သွားသလိုပေါ့လေအဝိဇ္ဇိကနေရှမ်းတက်လာတဲ့ရေဟာပရဏိမိတဝသဝတိပရဏိမိတဝသဝတိကနေစီးဆင်းတဲ့ရေဟာအဝိဇ္ဇိအထိဘာရေလဲဆိုရင်ကာမတဏှာတိဟုသောရေစီးကြောင်းမှာအဲ့ဒီ7ဘုံမှာစီးတယ်မျောတယ်မြုပ်တယ်အဲ့တော့ကာမတဏှာရှိသူသည်အဲ့ဒီ7ဘုံမှာမြုပ်တတ်မျောတတ်တဲ့အတွက်ကြောင့်ဒီတဏှာကိုအာသဝယိုစီးတဲ့သဘောရှိတယ်လို့ဒီလိုပြောတာစီးဆင်းတဲ့သဘောရှိတယ်ကာမတဏှာပဲဘဝတဏှာဆိုလို့ရှိရင်ဗြဟ္မာပြည်20မှာအဲ့ဒါလှည့်လည်သွားလာတဲ့တဏှာကာမသဝဘဝသဝနောက်ဒိဋ္ဌသဝဒိဋ္ဌိ62ပါးအဝိဇ္ဇာသဝဆိုတော့သစ္စာ၄ပါးကွယ်ကာထားတဲ့အဝိဇ္ဇာသို့မဟုတ်ရင်မောဟကာမတဏှာဟာတဏှာပဲဘဝတဏှာလည်းတဏှာပဲဒိဋ္ဌသဝကဒိဋ္ဌိအဝိဇ္ဇာသဝကမောဟအဲ့ဒါဆိုလို့ရှိရင်အာသဝ၄ပါးဟာတဏှာဒိဋ္ဌိအဝိဇ္ဇာအဲ့ဒါကြောင့်တူရပေါင်းတော့အဝိဇ္ဇာတဏှာဒိဋ္ဌိတဲ့ဒီသုံးလုံးပါပဲအဲ့ဒီကိလေသာ၃လုံးကုံရင်ပရိသတ်ရဲ့အာသဝခုံတယ်လို့ခေါ်တာပဲအဲ့တော့ကောင်းမှုပြုရင်ဣဒံမိပုံညာတပည့်တော်ရဲ့ဒီကောင်းမှုသည်အာသဝခယံအာဝဟံဟောတုအာသဝခယသို့ရောက်အောင်ဆောင်ရွက်နိုင်ပါစေအာသဝတရား၄ပါးကုံပါစေပေါ့ဒီကောင်းမှုရဲ့အကျိုးဒီလိုမျှော်တယ်သို့တော်လည်းပဲဒီမှာကျင့်စဉ်တွေကိုမြတ်စွာဘုရားရာ၌ပုံနာဓာတိအမြတ်စွာဘုရားဟောတဲ့နေရာကြတော့တတ္တာသဂရမာနနံအမြဲတမ်းသာလျင်နိုးချ၍နေလေရှိတဲ့ပုဂ္ဂိုလ်တို့အားပရိသတ်၏အမြဲတမ်းနိုးချ၍နေရမယ်နေ့တော့နိုးနေပါတယ်အိတ်ကိုမအိတ်ပါဘူးဒါမဲ့တချို့နေ့အိတ်တဲ့လူတွေအများကြီးပဲကြောမှာတစ်စိတ်ဖြာရနှိပ်ပြီးတော့တနေ့ကလုံးကြောကြီးဆင်းနေတဲ့လူတွေလည်းအများကြီးပဲညဆိုလို့ရှိရင်တော့လည်းပဲသူကမနိုးတော့ဘူးနေ့ဆိုလို့ရှိရင်လည်းမထတော့ဘူးအဲ့လိုလူတွေလည်းများစွာရှိတယ်အဲ့လိုနေ့ရောညရောအိတ်နေလေးရှိတဲ့ပုဂ္ဂိုလ်ညလည်းပဲအချိန်ပြည့်အိတ်နေလေးရှိတဲ့ပုဂ္ဂိုလ်အေးမွားရ
ကျမ်းမာရေးမကောင်းနိုင်ဘူးဆိုတာကိုအကြောင်းပြပြီးတော့မှအဲ့ဒါအိတ်ချင်းဖြင့်အဘိဓမ္မာအချိန်တွေကိုဖြုံးနေလိမ့်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီအာသဝမကုန်နိုင်နေ့လည်းပဲနိုးနိုးကြာကြာညလည်းပဲနိုးနိုးကြာကြာအဲ့ဒီနေ့လည်းနိုးကြာညလည်းနိုးကြာအမြဲတမ်းနိုးနေတဲ့ပုဂ္ဂိုလ်ကိုခေါ်တာကဇာဂရိယာနုယောဂနေရောညရောနိုးနေအောင်လေ့ကျင့်ထားအဲ့ဒီအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကိုခေါ်တာဇာဂရိယာနုယောဂပရိသတ်ကြီးဘာအနုယောဂအမြဲတမ်းနိုးနေအောင်လေ့ကျင့်ကြစမ်းပါတဲ့အဲ့လိုအစင်မပြတ်နိုးအောင်လေ့ကျင့်ထားတဲ့ဇာဂရိယာနုယောဂပုဂ္ဂိုလ်များဘာဖြစ်လဲဆိုတော့ခုနကပြောခဲ့တဲ့အာသဝ၄ပါးအာသဝ၄ပါးအနှစ်ချုပ်ချတော့ကိလေသာ၃ပါးအဝိဇ္ဇာတဏှာဒိဋ္ဌိဒီ၃ခုကုန်နေတဲ့နေ့လဲအိတ်ညလဲအိတ်တဲ့ပုဂ္ဂိုလ်တွေမကုန်တဲ့အပြင်အဲ့ဒါတိုးလာတယ်ဒါကြောင့်သတ္တဇာဂရမာနနံအမြဲတမ်းသာလျင်နိုးနိုးကြာကြာနေလေးရှိတဲ့ပုဂ္ဂိုလ်တို့မှာအာသဝအာသောတရား၄ပါးတို့သည်အထံခြုံဆုံးကွယ်ပြောင်းခြင်းသောကိသန္တိရောက်ကောင်း၏ဘုရားရှင်ကိုရောမြတ်ကိုလှမ်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားရှင်ကိုရောမြတ်ရဲ့နေ့စဉ်လုပ်ငန်းကိုကြည့်လိုက်မယ်ဆိုရင်နေ့အခါလှုပ်ထားလေးခဏထားညပိုင်းလှုပ်တဲ့လုပ်ငန်းစဉ်ပေါ့ဘုရားရှင်ရဲ့ညပိုင်းမှာဆောင်ရွက်တော်မူပုံကိုကြည့်ရင်ညနေကျမ်း6နာရီကနေနောက်တရက်မနေ့6နာရီဆိုတဲ့12နာရီမြင့်သတ်မှတ်တဲ့အဲ့ဒီတညမှာညရဲ့ပထမပိုင်းတစ်ပိုင်းလုံးမြတ်စွာဘုရားကိုရောမြတ်သည်အရက်၄မျက်နှာကလာသောလူရှင်ယဟန်တို့အားတရားဟောတာပါဠိလိုပြောရင်ပထမယံအဲ့ဒီပထမယံဆိုတာကတညလုံး၃ပုံပုံရင်တပုံပေါ့12နာရီရှိတဲ့ညကို3ပုံပုံရင်6နာရီကနေပြီးတော့10နာရီထိဒါပထမယာမသို့မဟုတ်ရင်ပုရိပယာမ the first watch of the night အဲ့ဒီပထမယံမှာမြတ်စွာဘုရားကဘာအသုံးပြုတယ်လဲဆိုရင်သူတစ်ပါးအတွေ့ကြီးပဲ4နာရီလုံးတရားဟောအဲ့တော့10နာရီလောက်ဒီဟောပလိုက်တော့တန်ဃာတော်ရှင်မြတ်တွေကဘုရားနဲ့အတူနေတဲ့တန်ဃာတော်တွေအတွက်ဘာမှအခက်အခဲမရှိဘူးအဝေးကလာတဲ့တန်ဃာတော်မြတ်10နာရီလောက်ဆိုပြန်ချိန်ကောင်းကိုရာဇဂိုမှာဘုရားရှင်နေတယ်ရာဇဂိုမြို့သူမြို့သားတွေတရားနာ10နာရီလောက်အထိအဆင်ပြေတယ်နောက်ပိုင်းအဲ့ဒါအိမ်ပြန်မှဆိုတော့10နာရီတရားသိဒါပထမယံပြီးသွားနောက်ဒုတိယယံသို့မဟုတ်မေဇိမယံညင့်ရဲ့အလယ်ပိုင်း10နာရီကနေပြီးတော့အဲ့ဒါတောက်လျှောက်သွားလိုက်ရင်7 7တကောင်2ချက်အထိဆိုတာအလယ်ပိုင်း4နာရီညင့်ရဲ့ဒုတိယပိုင်းဖြစ်သောမေဇိမယံမှာမြတ်စွာဘုရားနတ်မြမာတို့အားဟောတယ်နတ်မြမာများမေးတဲ့အမေးဖြေကိုဖြေတယ်တဲ့သူတစ်ပါးအတွက်3ပလိုက်ပြန်ပြီ12နာရီရှိတဲ့ညတညမှာ7နာရီအချိန်ကုန်သွားပြီဘာပဲကြံတော့လဲဆိုတော့သကောင်ကျော်2ချက်ကနေဟိုးနောက်တရက်မိုးလင်းနဲ့6နာရီထိညတစ်ပိုင်းပဲကြံတော့တယ်တပုံပဲကြံတယ်အဲ့ဒီအချိန်ဘာလုပ်မလဲဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿကတော့ဒါအိတ်ချိန်လို့ပြောမှာပဲပြိဿဆိုလို့ရှိရင်အိတ်ချိန်နောက်ကျသွားပြီလို့တောင်ဒီလိုဆိုမယ်သကောင်2ချက်တို့ဆိုတော့အမလေးသိနောက်ကျဒါပေမဲ့ဘုရားမြတ်စွာကအဲ့ဒီညင်းရဲ့တတိယယံတတိယဘိုင်း last watch of the night မှာကတော့ဘုရားဘာသုံးလဲဆိုတော့သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းများအဲ့ဒီညင်းရဲ့နောက်ဆုံးအပိုင်း4နာရီကျန်နေတဲ့နောက်ဆုံးအပိုင်းကို3ပုံတစ်ခါထပ်ပုံလိုက်သေးတယ်တနာရီနဲ့20တနာရီနဲ့20တနာရီနဲ့20 3ပုံထပ်ပုံပထမအပုံတနာရီနဲ့မိနစ်20ကိုအပန်းဖြေတော်မူတယ်ကိုလည်းသုံးသင်တော်မူတယ်အရှင်အာနန္ဒာအနားမှာရှိရင်ပြုစုအယုအယ
အညောင်းအညာဆန့်ဝှကျွေးငယ်ပြူတာကိုခံယူတော်မူတယ်ပရမပိုင်းကုံသွားတယ်နောက်ဆုံးအချိန်လေးကျန်နေတဲ့တပုံကိုထပ်3ပိုင်းပိုင်ပြီးပြီးတော့မှဒုတိယတဏှာကြီးမိနစ်20ဆိုတဲ့တတိယဘန်းရဲ့အလင်းအပုံလေးကြမှာဘုရားဘာလုပ်လဲချိန်ဆက်တာတဏှာကြီးနဲ့မိနစ်20ချိန်ဆက်ပြီးတော့နောက်ကျန်နေတဲ့နောက်ဆုံးအချိန်6နာရီမထိုးမီဟဲ့လား9နာရီရဲ့ဟိုဘက်နောက်ပိုင်းလေး9နာရီမထိုးမီမိနစ်20အလိုကစပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကျမ်းနေတဲ့နောက်ဆုံးတဏှာကြီးနဲ့မိနစ်20ကလေးကို9နာရီကနေ6နာရီထိတဏှာကြီး sorry 9နာရီမထိုးမီမိနစ်20ဆိုလို့ရှိရင်အဲ့ဒါတဏှာကြီးမိနစ်20နောက်ဆုံးချိန်အဲ့ဒီအချိန်မှာဘုရားမြတ်စွာသည်ဘာလို့သလဲလို့ဆိုတော့ရှေးဥစွာကိုလည်းသုတ်တင်တော်မူတယ်မျက်နှာသိချင်းခန္ဓာစေခြင်းအဲ့ဒါကြီးကြီးချင်းငယ်စွန့်ခြင်းကိုလည်းသုတ်တင်ကိစ္စပြီးတော့မှထဝဖွဲ့ခေထိုင်နေတော်မူပြီးတော့ဗလသမပဝင်စားတယ်ဗလသမပဝင်စားပြီးတဲ့အခါမှာတတ္တလောကတစ်ခုလုံးကိုကြည့်တော်မူတယ်တဲ့ဒီကနေ့ငါသည်မြည်သည့်တတ္တဝါအားတန္တရာခကြီးကြီးကကဲတင်ဆောင်းရှောင်းရမလဲဘသူဟောရင်ဘသူကျွတ်နိုင်လဲဆိုတာကိုနောက်ဆုံးအပိုင်းလေးမှာကြည့်တော်မူတာအဲ့ဒါဆိုရင်ဘုရားရှင်တကယ်အိပ်ဆက်တဲ့အချိန်ဟာတညလုံးမှတဏှာကြီးနဲ့မိနစ်20ပဲရှိတယ်အေးရီပြဲပြီးတော့မြက်တင်းတွေပါတွေဟောအစားပြဲအတော့ပြဲမြဖြစ်သွားမလားလို့ပြိဿကြီးဘာမှစိုးရိမ်စရာမရှိဘူးအဲ့တော့ဘုရားမြတ်စွာတညလုံးမှာမနိုးပဲနေတဲ့အချိန်ကတဏှာကြီးကျော်ပဲနိုးနေတဲ့အချိန်ကတညလုံးလောက်နီးနီးဖြစ်တယ်အသဝခယံဝဟံဟောတုလို့သုတ္တန်တဲ့လူသည်အဲ့ဒီလူကိုနိုးနေရမှာအဲ့ဒါလောက်နိုးနေရမှာအဲ့နေလို့ရှိရင်ကိုယ့်ဘောအသဝတွေကဖိလာတယ်တဲ့အဲ့ဒီလိုအချင်းမျိုးကိုဘာခေါ်မလဲဇာဂရိယာနုယောဂအချင်းပြိဿကြီးဘာခေါ်လဲဇာဂရိယာနုယောဂအချင်းထိုကဲ့သို့နိုးနိုးကြားကြားဇာဂရိယာနုယောဂအချင်းကိုကျင့်လက်ရှိတဲ့ပုဂ္ဂိုလ်တို့ဟာအသောတရား၄ပါးဟာမကြခင်ကုံသွားမယ်တဲ့ဒါဟောတယ်ညမအိပ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားချီးမွမ်းတာတတ္တာသဂရမာနနံတရာခခသိဉ္ဇဂရမာနနံနိုးနိုးကြားကြားနေလိရှိကြတဲ့ပုဂ္ဂိုလ်တို့အတွက်ဝါသဒသဂရမဏနံမြေတန်တလင်သဂရိယနုယောဂဆိုတဲ့နိုးကြတဲ့ခြင်းကိုကျင့်သုံးတော်မူကြကုန်သောပုဂ္ဂိုလ်တို့ဤအာသဝကမ္မသဝဘဝသဝအဋ္ဌသဝအဝိဇ္ဇသဝဆိုတဲ့အာသဝတရား၄ပါးတို့သည်နာစီရိနေဝမကြံမြင်တဲ့ကာလအတွင်းမှာပဲအတ္တချုပ်ဆုံးခြင်းကွယ်ပြောင်းခြင်းသောကိစ္ဆန္တိကောင်းစွာမသွင်ရောက်ရှိတော်မူနိုင်ကြလေကောင်းသတည်းသာဂရိယာနုယောဂချင်းပင်ချင်းချံကြိုကုံအတု၍နေလေရှိတဲ့ပုဂ္ဂိုလ်တော်မှာအာသောတရား၄ပါးဟာမကြခင်ခြုံဆုံးကွယ်ပြောင်းနိုင်တယ်လို့နမတဲ့နောက်တကအဟောရတနုသိခိနံတဲ့ဒုတိယအသောကုံမို့အဟောရတံနေညင်တို့ကာလပတ်လုံးအဟောရတံနေရောညရောအနုသိခိနံမြဲမပြတ်ချင်းချမ်းကြိုးကုန်အားထုတ်၍နေလက်ရှိတဲ့ပုဂ္ဂိုလ်တို့မှာနေရောညရောအားထုတ်၍နေလက်ရှိတဲ့ပုဂ္ဂိုလ်ညအခါအာထုတ်နေ့အခါတစ်နေ့လုံးအိတ်နေ့လေးအာထုတ်ညကြတညလုံးအိတ်ညဥယံလေးတနာရီလောက်အာထုတ်တညလုံးအိတ်မနေ့ခင်အိယာထနိုင်ဝဲလောက်အာထုတ်တနေ့လုံးအမှုကိစ္စတွေနဲ့အချိန်ကုန်အဲ့လိုဆိုရင်တော့အာသောကဘယ်တော့မှမကုန်နိုင်အဟောရတံနေရောညရောအဲ့လိုအထုံးမှသာလင်အာသောတရား၄ပါးကုန်သွားနိုင်တယ်ဒီအဟောရတံနေရောညရောအလုံးလုံးဆိုတာကိုဘုန်းကြီးတို့ပြိဿကြီးသိရိုးရင်းနေတဲ့စကားပဲဘုရားကြီးဆက်တဲ့မေတ္တာသို့ဖတ်ရင်ကိုပဲအစအနာဒီစကားပါပြီးသားယသနုဘာဝတောယခနေဝဒသန္တိပိန္ဒနံ
ယမိစေဝနုယုံဇန်တော်ရတ္တိန်ဒီဝမတန္တိတော်ဒီလိုပြောထားတယ်ရတ္တိန်ဒီဝညာယောနိယောအတန္တိတော်မပြင်းမယိယမိစေဝခြင်းမေတ္တာသုတ်တံမေတ္တာတရားတော်၌သာလျင်အနုယုံဇန်တော်ပန္တလဲလဲအာထု၍နေလေရှိတဲ့ပုဂ္ဂိုလ်တဲ့ရတ္တိန်ဒီဝညာယောနိယောအနုယုံဇန်တော်အထုတ်တဲ့ဘယ်လိုလဲဆိုတော့အတ္တန္တိတော်မပြင်းမယိညာယောနိယောမပြင်းမယိမပြတ်တလဇအထုတ်ကြမေတ္တာသုံးမှာတိုက်တွန်းတော်မူထားတာရှေးဆရာတော်ဘုရားကြီးများရေးထည့်ထားတဲ့တိုက်တွန်းချက်ဖြစ်ပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ပရိသတ်ကြီးမသိလိုက်ဘူးတဲ့တို့ကိုနေရောညရောရိုခိုင်းတာဆိုတာမသိလိုက်ဘူးသူတို့မရွတ်ဘူးအဲ့ဒါဘုန်းကြီးတွေပင်ပြီးတော့ရွတ်ခိုင်းတယ်သူတို့မရွတ်ကြဘူးဘာကတော့သူတို့ကိုနေရောညရောရွတ်ခိုင်းထားတာအဲ့ဒီမှာအဲ့ဒီလိုညွန်ထားတာရှိတယ်ဆိုတာလေးကိုသိစေချင်တာပါဒီအိဗယ်ကိုမသိကြဘဲနဲ့အဲ့ဒါပရိတ်ဆိုတော့အကုန်လုံးအဲ့ဒါတွေရွတ်ပြီးတော့ရှိသမျှအန္တရာယ်အဲ့ဒါနဲ့တားပြီလို့ဒီလိုထင်တာလုံးကြလို့အဲ့ဒီမှာပြောထားတာမယမနာနေရောညာရောအလုံးလုံးကြပြောထားတာကရတ္တိန်ဒီဝညာရောနေရောအနုယုံဇန်တော်ဗန္တလဲလဲအတုသောပုဂ္ဂိုလ်အာတန္တိတော်ပြင်းကြီးခြင်းမရှိပါဘဲနဲ့နုယုံဇန်တော်အာတုံလေးနေလဲရှိတဲ့ပုဂ္ဂိုလ်အားပါပံကိဉ္စီနပတ္တိမကောင်းတာဘာမှမမြင်ရတော့ဘူးနေရောညာရောအလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကမကောင်းတာမမြင်ရတော့ဘူးတဲ့မကောင်းမှုမကောင်းကျိုးတွေမမြင်ရတာအသာလေးထားလိုက်အောင်နေရောညာရောလုံးနေတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲဆိုတော့တခြားကိစ္စကိုစဉ်းစားဖို့လည်းအချိန်မရဘူးနားထောင်ဖို့လည်းအချိန်မရဘူးကြည့်ဖို့လည်းသူ့မှာအချိန်မရှိနေရောညာရောသူ့ကိုယ်ရောနှုတ်ရောစိတ်တော့အလုတ်ထဲမြုပ်ထားတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မြင်နေရတာဟာဒီအလုတ်ပဲမြင်နေရအဲ့ဒါကြောင့်မို့လို့နေရောညာရောအလုံးလုံးသူဟာမကောင်းတာဘာမှမမြင်ရတော့ဘူးတဲ့ပါပံကိဉ္စီနပတ္တိကိဉ္စီနည်းနည်းလေးတောင်မြပါပံမကောင်းတာဆိုလို့နပတ္တိမမြင်ရတော့ဘူးဒီလိုပြောပါတယ်ဒီတော့ဒီမှာအဟရတနုသိခိနံအဟရတံနေယောညာယောနုသိခိနံသိခသုံးရခြင်းမြတ်ကိုချင်းချံကြိုးကုပ်အထုသောပုဂ္ဂိုလ်တို့အားအာသဝအသောတရားလေးပါးတို့သည်အထံခြုံဆုံးကွယ်ပြောက်ခြင်းသောကေသန္တိရောက်ကောင်း၏ေနေရောညာရောအထုတေပါကိုလည်းဆိုရင်သိက္ခာ၃ပါးသိက္ခာဆိုတာအကျင့်ပဲအကျင့်၃မျိုးဘာတွေကျင့်တယ်လဲဆိုတော့ကာယကံဝစီကံနှစ်ပါးရှင်ကြည်အောင်ကျင့်မယ်ကာယကံဝစီကံကိုမူရာနှုတ်အမှုရာနှစ်ပါးကိုယဉ်ကျေးလာအောင်ကျင့်မယ်မနောကံဆိုတဲ့စိတ်ဓာတ်တွေယဉ်ကျေးလာအောင်ကျင့်မယ်မနောကံယဉ်ကျေးလာအောင် mental culture အဲ့ဒီအကျင့်ကတော့ဘာလဲလို့ဆိုတော့စိတ်ကိုဝရိယတတိဒီနှစ်ခုနဲ့ညှက်ထိန်းထားတာလွယ်ကူတဲ့သဘောဒီတိုင်းမှတ်ကြမြောက်လို့ဖြစ်နေတဲ့နှာခေါင်းကျိုးမပါတဲ့နွားလို့ဖြစ်နေတဲ့စိတ်ကိုအဲ့ဒါနှာခေါင်းကျိုးထိုးပြီးတော့ကြိမ်နဲ့ရိုက်တယ်လို့ပဲတတိနဲ့ချီထားပြီးတော့ဝရိယနဲ့ရိုက်နဲ့ဆုံးမနေတာအဲ့ဒီကျင့်စဉ်ဟာဘာလဲဆိုလို့ရှိရင်အဲ့ဒီဥစ္စာဟာ a method ပဲ how to be culture of the mind စိတ်ရဲ့ယဉ်ကျေးတဲ့အဲ့ဒါကျင့်စဉ်တစ်မျိုးတဲ့သမာဓိကျင့်စဉ်ကိုပြောတာအဲ့တော့ကာယကံဝစီကံယဉ်ကျေးစီဖို့ကတော့ရတာပေါ့သီလစောင့်တည်လိုက်ရင်ကာယကံဝစီကံယဉ်ကျေးသွားတယ်မနောကံစိတ်ဓာတ်တွေယဉ်ကျေးစီဖို့တော့ပြိဿရေသမထဆိုတဲ့နိသောမဟုတ်သမာဓိအထူထောင်တဲ့နိမာတစ်ပါးတခြားမရှိဘူးစိတ်ယဉ်ကျေးသွားတယ်အဲ့ဒါသိက္ခာတစ်ပါးပဲကာယကံဝစီကံယဉ်ကျေးစီတဲ့သီလကသိက္ခာတစ်ပါးမနောကံစိတ်ဓာတ်ကိုယဉ်ကျေးစေတဲ့သမာဓိကျင့်စဉ်ကသိက္ခာတစ်ပါး
နောက်တတိယအမြင့်ဆုံးအဆင့်မှာကတော့တဲ့ဘာလဲလို့ဆိုလို့ရှိရင်စိတ်ကိုယဉ်ကျေးရုံမကဘဲနဲ့ခုနကနွားရည်ယဉ်ကျေးဆိုတာကနှာခေါင်းကျိုးထုတ်ကျိန်နဲ့ရိုက်ထားလို့ယဉ်ကျေးတာနှာခေါင်းကျိုးဖြုတ်ပြီးတော့ကျိန်နဲ့မရိုက်ဘူးဆိုဒီကောင်ပြန်ရိုင်းရင်ရိုင်းသွားအောင်မှာနှာခေါင်းကျိုးဖြုတ်လိုက်တာနဲ့ဒီကောင်လွတ်ပြီးတော့သွားကြံသွားစားကြံစားတော့တာစိတ်လည်းပဲတတိဝရိယနဲ့ထိန်းထားသမျှကာလပတ်လုံးသမာဓိဝင်နေလို့ရှိရင်သူလည်းပဲမေတ္တာကာချပဲစိတ်ဓာတ်တွေယဉ်ကျေးနေသို့တော့သမာဓိလွတ်သွားပြီဘာကြောင့်သမာဓိလွတ်တယ်လဲလို့ဆိုဝရိယနဲ့တတိလွတ်တဲ့အတွက်ကြောင့်သမာဓိလွတ်အဲ့ဒီအခါမှာယဉ်ကျေးပြီးတော့စိတ်တွေပြန်ပြီးတော့ရန်ရန်ဆိုင်ဆိုင်ဖြစ်လာသေးတာပဲအဲ့ဒါတတိယအမြင့်ဆုံးအဆင့်ကဘာလို့တယ်လဲလို့ဆိုတော့အဲ့ဒီစိတ်ထဲမှာငုတ်ပြီးတော့ဝင်နေတဲ့စွဲစိမ့်ပြီးတော့ဝင်နေတဲ့ကိလေသာဓာတ်ကိုအမြစ်ကနေပြီးတော့မျိုးပြုတ်အောင်တူးထုတ်ပြရတယ်။စာလို့ပြောရင်အနုတ္တယခေါ်တာ။အဲ့ဒီအမြစ်ပြုတ်အောင်ကိလေသာမျိုးစေ့နဲ့အမြစ်တွေကိုတူးထုတ်တဲ့နီးဟာဘာလဲဆိုတော့ဒါပညာဒါသိက္ခာတစ်ပါး။အဲ့တော့ပညာရဲ့သဘောလေးကလည်းပဲမိမိရဲ့ကိုယ်အတွင်းတလံမြတ်ရှိတဲ့ကိုယ်အတွင်းမှာအရှိကိုအရှိအတိုင်းအမှန်ကိုအမှန်အတိုင်းအဲ့ဒါအသေးစိတ်သိအောင်လုပ်သွားတဲ့နည်းဟာဒါပညာပဲတဲ့အရှိကိုလည်းအရှိအတိုင်း as it is not truly they are သူတို့ဖြစ်နေတဲ့အတိုင်းအမှန်ကိုလည်းအမှန်တရားအတိုင်းအရှိကိုလည်းအရှိအတိုင်းသိအောင်အသေးစိတ်သိအောင်လုပ်သွားတဲ့နည်းဟာဒါပညာပဆိုတာပညာပဲပဆိုတာအသေးစိတ်ပဲညာဆိုတာနားလေတာအသေးစိတ်နားလေတာပညာ entity understand it အဲ့တော့တစ်ကကာယကံဝစီကံကိုစီကံတကြထိန်ကုံနှုတ်ယဉ်ကျေးတဲ့သိက္ခာတစ်ပါးနှစ်ကမနောကံစိတ်ကိုတတိဝရိယနဲ့ထိန်စိတ်တယဉ်ကျေးတဲ့ဒါကသမာဓိဒုတိယသိက္ခာတစ်ပါးသုံးကတော့မိမိကိုယ်ထဲမှာအရှိတရားအမှန်တရားကိုသိအောင်ရှာတဲ့ဘာဖြစ်လဲစိတ်ထဲမှာဆွဲဝင်နေတဲ့ကိလေသာအမြစ်ကိုတခါတည်းတူးပြီးသားဖြစ်တယ်နောက်ဘယ်တော့မှဒီစိတ်ပြန်မရိုင်းတော့ဘူးအဲ့ဒီပုဂ္ဂိုလ်ကအရိယာဖြစ်တော့တာပဲဒီပညာကျင့်စဉ်ကအမြင့်ဆုံးလို့တတိယသိက္ခာတစ်ပါးအဲ့ဒီအဆင့်တို့ကိုအဲ့ဒီသိက္ခာတို့ကိုအဆင့်စဉ်တစ်ဆင့်နဲ့တစ်ဆင့်မြင့်လာအောင်နေရောညရောကျင့်နေလေးရှိတဲ့ပုဂ္ဂိုလ်မှာမကြခင်ဒါအသောကုံသွားတယ်တဲ့ဣရမေပုံညာအသွဲခယဝဟံဟောတုလို့ဆူတောင်းယူနေတော့မကုံသေးဘူးအဲ့ဒီအဆင့်3ဆင့်ကိုကျင့်စဉ်3ဆင့်သိက္ခာ3ရပ်ကိုကျင့်မှဒါတွေကုံသွားတာဒါကပုံနာဆိုတဲ့ကျွမ်းမကြီးရဲ့ဆုံးအလှမှာဟောတာခုနကတစ်ချက်ကတော့နေရောညရောနိုးချမ်းနေတဲ့ပုဂ္ဂိုလ်တဲ့အဲ့ချိန်နဲ့ပြီးတော့အလုတ်ချိန်များတဲ့ပုဂ္ဂိုလ်ဟာကိလေသာကုန်တယ်ဟာနေသိက္ခာ3ပါးဆိုတဲ့ကျင့်စဉ်3ရပ်ကိုနေရောညရောကျင့်နေတဲ့ပုဂ္ဂိုလ်အားဘာဖြစ်လဲကိလေသာအာသဝခုံနေဟောရတာနုသိခိနံနေရောညရောသိက္ခာ3ရပ်ကျင့်များကိုစင်မပြချင်းကြံကြိုးကိုအတ္တ၍နေလေရှိတဲ့ပုဂ္ဂိုလ်တို့မှာအာသဝအသောတရား၄ပါးတို့သည်အထံချုပ်ဆုံးခြင်းကွယ်ပြောက်ခြင်းသောကိစ္စံတိရောက်ကြလေကောင်း၏နောက်တကတတ္တိယကျင့်စဉ်ကဘာပြောလဲဆိုတော့နိဗ္ဗာနံအဓိမုဒ္ဒနာနိဗ္ဗာန်နိဗ္ဗာန်ကိုဒီမုဒ္ဒနာစင်မပြတ်ညောကိုင်းသောစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တို့အားဘာပဲလုံသမျှကောင်းမှုကလုံသမျှကောင်းမှုအဲဒီကောင်းမှုရှင်တို့ရဲ့ဒီကောင်းမှုဘယ်ကိုညွတ်နေရမလဲဆိုရင်နိဗ္ဗာန်အဓိမုဒ္ဒနာနိဗ္ဗာန်ကိုကြီးညွတ်ပြီးတော့လုပ်ရမယ်ဒါနသီလသမထဝိပဿနာကောင်းမှုကြီး၄ပါးဘာပဲပြုနိဗ္ဗာန်ကိုညွတ်၍သာလျင်ပြုရမယ်အဲဒီလိုနိဗ္ဗာန်အဓိမုဒ္ဒနာနိဗ္ဗာန်ကိုညွတ်ကိုင်းသောစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တို့မှာတခါဒါနသီလသမထဝိပဿနာကောင်းမှုကြီးတွေကိုပြုကြတယ်ဟောဓာရုခန္ဓေပမသုတ်တံတုံးကပြောထားခဲ့သလိုပါပဲပြုသမျှကောင်းမှုဒါနရောသီလရောသမထရောဝိပဿနာအာထုတ်တာတော့ဒီဘဝတော့တို့
နိဗ္ဗာန်လည်းရမှာမဟုတ်ပါဘူးကွာနတ်ပြည်လောက်ရောက်ရင်တော့တော်ပြီဗြဟ္မာပြည်လောက်ရောက်ရင်တော့တော်ပါပြီလို့အဲ့ဒီလိုဆိုရင်အဲ့ဒီဓာရုခန္ဓောပမာမှာပြောခဲ့တာမြစ်ထဲမျောတဲ့သစ်တော်ကိုနတ်ဆယ်သလိုပဲတဲ့ဒုယောဂီနတ်ဆယ်ပြီဒီလိုပြောခဲ့တယ်အဲ့တော့တခါကုသိုလ်ကောင်းမှုကိုဝိပဿနာအထိအလေးနဲ့ကြီးလုံးနေတာတောင်းမှအဲ့ဒီကောင်းမှုရဲ့ဥတည်ချက်ဟာဘဝတန္တရာကလွန်မြောက်ရေးနိဗ္ဗာန်ကိုဝင်ရောက်ရေးမဟုတ်သေးဘူးတဲ့တန္တရာတွေကတဏှာရမှာထောက်တရားရရေးဆိုတာလေးလောက်မှန်ထားရင်အဲ့ဒီပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုညွတ်ကိုင်းသောစိတ်မရှိတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်အာသောမကုန်ဘူးတိုးပဲတိုးလာလိမ့်မယ်နတ်ပြည်မှန်ကြဲကိုကသူကအာသောတိုးနေဗြဟ္မာပြည်လောက်စိတ်ကူးကြဲကိုကအဲ့ဒါအာသောတစ်မျိုးတိုးပြီးဘဝသဝဝင်လာနတ်ပြည်လောက်မှန်းနေဆိုရင်ကာမသဝတွေသူတိုးလာတာအဲ့ဒီလိုအဲဒါကြောင့်လုံးသမျှကောင်းမှုတဲ့ပန်းကလေးတစ်ပုဒ်မဲလှူအဲ့ဒါနိဗ္ဗာန်ကိုညွတ်ပြီးတော့လှူနေရဒီလားဆောက်တည်လည်းပဲနိဗ္ဗာန်သို့ညွတ်ကိုင်းသောစိတ်နိဗ္ဗာန်ဆိုတာကနိဝါနပဲဝါနသင်္ကာတယတဏယနိက္ခန္တတအနိဗ္ဗာနံနိဗ္ဗာန်ဆိုတာဘာလဲဟိဆိုတဏမထွတ်မြောက်ဖို့လို့အဲ့ဒီလိုနားလည်လောသမျှကောင်းမှုဘယ်ကထွက်ဖို့တော့ဆိုရင်တဏရဲ့အနှောင်ဖွဲ့ကထွက်မြောက်ဖို့နိဗ္ဗာန်ဆိုတာကတဏကထွက်မြောက်ခြင်းပဲတဲ့အဘိဓမ္မာဒသင်္ဃဟကျမ်းလောက်ဖတ်ရင်ကိုပဲဒီဒီပဲကနားလဲတယ်ဝါနသင်္ဃတာယတဏယနိခန္တတနိဗ္ဗာနံနိဗ္ဗာန်ဆိုတာဘာလဲတော့ဆိုရင်ဝါနသင်္ဃတာယတဏယဝါနလို့ခေါ်တဲ့ချုပ်နှောင်တတ်တဲ့ချီနှောင်တတ်တဲ့ကျိုးနဲ့တူတဲ့တဏမနိခန္တတထွတ်မြောက်တတ်တဲ့အတွက်ကြောင့်နိဗ္ဗာန်ဒီနိဗ္ဗာန်လို့ခေါ်ရရဲ့လို့ဩဇတိမောက္ခကိမ့်တဲ့ဆိုတိုက်ပါပေသတည်းနိဗ္ဗာန်ဆိုတာဘာလဲဟိဆိုရင်တဏှာကလွတ်သွားတာတဏှာရဲ့အနှောင်ဖွဲ့မှလွတ်သွားတာ free from the craving bondage of the craving တဏှာရဲ့နှောင်ဖွဲ့ခြင်းမှလွတ်မြောက်ခြင်းအဲ့တော့လုံးသမျှကောင်းမှုသည်ဘာလို့ဒါနသီလသမထဝိပဿနာအဲ့ဒီကိုကြီးအစင်မပြတ်ညွတ်ကိုင်းပြီးတော့နေရနိဗ္ဗာန်တိမௌတ္တနံနိဗ္ဗာန်ကိုကြီးညွတ်ကိုင်းသောစိတ်တန်ရှိကြတဲ့ပုဂ္ဂိုလ်တို့အားနိဗ္ဗာန်ကိုညွတ်ကိုင်းသောစိတ်တန်ရှိကြတဲ့ပုဂ္ဂိုလ်တို့မှာအထံအာသဝအာသောတရား၄ပါးတို့သည်အထံချုပ်ဆုံးကွယ်ပြောက်ခြင်းသောကိစ္စံတိကောင်းစွာမသွေရောက်ရှိတော်မူနိုင်ကြလေကုန်သတည်းဓမ္မတိကဇာဂရဇာဂရိယာနုယောကနေရောညရောနိုးနေရမယ်နံပါတ်2ကနေရောညရောသိက္ခာ3ပါးအာထုတ်နေရမယ်နံပါတ်3မှာကလုံးသမျှကောင်းမှုဘယ်ကိုကြည့်ညွှဲရမလဲဆိုရင်နိဗ္ဗာန်ကိုကြည့်ညွတ်ပြီးတော့လုပ်ရမယ်စိတ်ကိုနိဗ္ဗာန်ထဲကိုမြုပ်ထားဥတီထားရအဲဒီလိုအခြေခံအရေးချင်း3မျိုးနဲ့အလုံးလုံးကြပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တို့ရဲ့အာသဝခယံဝဟံဟောတုသည်မကြခင်ပြည့်စုံသွားမှာပဲတဲ့ရာဇဂိုပြည့်ရှင်ဘယင်ဗိမိတာရကြီးရဲ့အလှပွဲမဟုတ်ရာဇဂိုသထေးရဲ့အလှပွဲမဟုတ်ရာဇဂိုရှိတဲ့သထေးကြီး9ယောက်တို့ဇောတိကဇတိလာမေနကကာကဝလိယပုံနာဇောတိကကတော့သာဝတိကအဲ့လိုသထေးကြီးတွေရဲ့အလှပွဲလည်းမဟုတ်ဘူးအနာရမဝိသံခါတို့ရဲ့အလှလည်းမဟုတ်ရာဇဂိုသထေးအိမ်မှာကြေးကျွန်ဘဝသူကသီးချမ်းလုပ်ငန်းဘာလုပ်ရသလဲလို့ဆိုလို့ရှိရင်စဘာကြိတ်ရတယ်ဆံဖွဲ့ရတယ်အဲ့ဒီအလုပ်စဘာတွေကြိတ်ထဲပြီးတော့လက်ထိုးလက်ကြိတ်ကလေးနဲ့ကြိတ်ပြီးတော့စဘာတွေအခွန်ကျွတ်သွားဆံအကျန်းတွေထွက်လာအဲ့ဒီဆံချမ်းကိုစုံတဲ့ထက်ထောင်းမောင်းတဲ့ထက်ထောင်းပြီးအပေါ်ကဆံကအခွန်ခွာဖွဲချမ်းပြီးတော့ဖွဲနုထုတ်အဲ့လိုစဘာကြိတ်ဆံဖို့တဲ့အလုပ်နဲ့တတိအိမ်မှာလုပ်ငန်းလုပ်ရတဲ့ကျွမ်းမကြီးပုံနာသူ့အလှတဲ့မြတ်စွာဘုရားဒီတရားဟော
Hello, Lubi, the Lelo Suro, Yazajo, Maga, Downy, Ngalo, Webona, Webara, Bandawa, Idigili, Gezago. Downy Alonga, why that a leg on Chinese, Deyilu Pit. Eddie leg on Maga, Mena, no Yine, Mio. Willow on Janga, Mio, down Jaga, traded Miodaga, and now Willow. Any downy, my dory got a long gone, or Bangarodi got downy boga, door joundy, down jari, my nija. Over my evi gili so that downy solo shijin, shoe myong nigale mia, langu rigale bot, the dogale jet. Yahangaya la eri down jare, windwabi solo shi, Nangangaya, chim water, shalumia. Era Luriga built ha, Downiga Bonidi, Mubabi, Dangari built by Shamia. Shumyang Gonolo. Dangarodigo, Mubabi, Luri Biojara, Nebe. It is a guy John Bew, deep down, eat the gilly da. Yadi Yahani, Mubitable. They get up Mubao. I dot down Shumyang Bolon, Shamyala, or Yupi Piak. Any Lodori down in my Dangarodi, Nini Jade Kama, Dangaro Shimietu, Malebe, Ella do down edu, the Matijigani, down a quabi tara. Uma Bayashi let Alma, Batama, a Jizo, Ega Dawagaga, Dari Bodara, Dudia Ega Dawagaga, Shemogala. Any Batama Ega Dawaga, Dudia Ega Dawagaji, Nabagani, Alma, Seaman Tara, or Shemiaga. Sonza Jong Dawon Pia, Batuk di the Ga Yahan. Shembiaga, Dina the Nat, Binya Baga Yahan, Dawon you, Dina the Nat, Binya Bagasra, Nangaroria, Ianiago, Season Biara. Tutta one in it, Duado, Diluri, we be Daraha, Bialetema, Saint Ladi Shire. Taking a Gigere, Southern Nigeria, Eddie Nidigo, you beat or that Sonia Boni Khan. Nagado ala Joundaya, we are Wisa go Tine Guro, Nagado Joundaya, Banatine Guro, Dikoragado, Binyayima, Uzi Usang Guro, so be the Dawane baby, Udawanedu, Wijara, Tapiani. Editor Yazajo, my tuta one the Kuga, Dina the Nat, Pinya Baka. John Aya Neyago, Seaman Kanguere, Dawango, Shin Daba Mate Juare. Daba Mate ma two chare the go to Kushi. Ediwida Abanian or Doncha. Lenuga Nibido, Loreniago, Hola, Mimoni, two leathers, slight giri, two leathers, Mitulu ya. Then you lead the John Town like that, Lenuga, Hori, Bidio Siare, meet it down, Agone. The my name is only me be the Mirani to Tulu ya. Hello, Mimoni Twede, Guru. Look at the Nathana Binya Baga. Yazo see them at John Teddy, a cone long. Lucy must say, yes, she. Bejonema, Bemetini, Bejonega Guru, Twedabi, Bejonega, Begura, Wenlabi, Bejonega, Ani, Bejonde, Maabu, Beakan Ade, Maabu, a cone, Duga Senkai. Yazabia, the ring don't need it, Yazacho, Ma, Yashimena, Bangarodiga, Payabu, Lajare, Pubilo, Pian Twedwajare, Ello Shimedigo, Nia Piare, Dawongo, Shindaba, Yura. Era the Cadian so Dangarodi, Bangaya, Law, Nat Sedanai, Senanai, my Jaula, Yazacho. Anything near Biba, Dangaya, Jinse Pusu, Ha, Shindaba, the Conjojima, Tabi, near Shabia. Simiado Cananija, the Vilo Siman Bime, Bedon Jongo, Jwa, Hala, Dangara Seba, Bedon Zong, Jwa, Sangaba, Bedon Zong, a say, Ah, so Elo, Niari, Yu, season Biro, Bira. Elo Bedo, Downy, Bodori, Jarema, Piadan, Dware, Aka, Jaro, Shindabaga. The doggy rema, Nangaro, Chandas of Wazi Rosso, do a lenuli ne topiaro, Lenuga midi lembio, Kurori Chandas or Chuara. Nyara Lulu be the Gonjo di Yazajuga Downy Naloma, meet the Lelene, Nangaro, Duani Rago, Puyame. Ginu Dalu she and all of it, a yada de shira.
မကြည်နုတတ်ရင်လည်းပဲသကောင်းကျော်ဘုန်းကြီးတွေဓမ္မီတွေကင်ပြီးတော့တောင်းပေါ်ဘာလဲကြက်ဖမ်းနေသလားလို့ထင်ရင်ထင်မယ်နော်အဲ့ဒါလို့ဖြစ်เสียရတယ်အဲ့တော့နှလုံးသွင်းကောင်းတဲ့ပုဂ္ဂိုလ်အတွက်တော့အစဉ်ပြေသွားတယ်နှလုံးသွင်းမကောင်းတဲ့ပုဂ္ဂိုလ်တော့လေသကောင်းကျော်အထိဘုန်းကြီးတွေမအိပ်ဘူးဓမ္မီတလဲလဲနဲ့တိုးတဲ့တောင်းတဲ့ဘာလို့တာလုံးကြက်ဖမ်းတာလားကြက်ဖမ်းတာလားအဲ့ဒါလို့ဖြစ်အဲ့ဒါခုနကရာဇယုသထေအင်ကကျွန်မကြီးပုံနာသူကစဘာကြိတ်တယ်စံဖွတ်တယ်9 ရက်စာလောက်သူကစံလေးစဘာတွေကိုယူထားပြီးတော့တနေ့နဲ့တညတည်းနဲ့သူကအပြီးကြိတ်မယ်ပြီးတော့မှ6 ရက်အနားယူမယ်အဲ့ဒီလိုရည်ရွယ်ချက်မျိုးနဲ့သူကအလှုပ်လှုပ်တော့9 ရက်စာကိုတနေ့တည်းတညတည်းကြိတ်မယ်လဲဆိုတော့သူလည်းသကောင်းကျော်အတိစံကြိတ်လို့မပြီးဘူးစဘာကြိတ်လို့မပြီးဘူးစံဖုတ်လို့မပြီးဘူးနေရသည်ဖြစ်တော့အဲ့ဒီစံစဘာကြိတ်ရာကနေခဏလေးနာည7 နာရီ12 နာရီလောက်ဖြစ်မယ်အဲ့ဒါချွေးတွေကကြားတော့ကျွမ်းမကြီးပုံနာကလေတဟူးနဲ့လေညင်းလေးခံပြီးတော့ခဏလေးနားတာခဏလေးလေညင်းခံပြီးတော့သကောင်းကျော်နားနေတော့မှတောင်ပေါ်လမ်းကြည့်လိုက်တော့ဟာတောင်ပေါ်မှာခုနကပြောတဲ့အတိုင်းမိရီတဝင်းဝင်းတဲ့သံဃာတော်တွေဆင်းကြီးတွေကြီးသွားနေတာ तू မြင်လိုက်ရောမြင်လိုက်တော့ तू စဉ်းစားတယ်တဲ့ငါမှာကတော့သူတစ်ပါးရဲ့ကြေးကျွန်ဖြစ်လို့ထမင်းလေးတနတ်ဝါဝစားရပါမယ်အရေးနေရောညရောမနာတန်အလုတ်လို့ပြီးတော့ကျွေးတတီကြပင်ပန်းလွန်းလို့အိမ်မရဘူးဟောဒီမှာသကောင်းကျော်အထိသူတစ်ပါးရဲ့ကြေးကျွန်ဘဝဒုက္ခကနှိမ့်ဆက်ခြင်းကြောင့်ငါတော့အိမ်မရဟောဒီကိုယ်တော်တွေငါလိုလေအလုံးမရှိပဲနဲ့သကောင်းကျော်ကြီးမိတဝဝင်းနဲ့တောင်းသေးပေါ်မှာဆင်းကြီးတက်ကြီးနဲ့ဘာတွေများအလုံးရှုံနေကြပါလိမ့်မလဲငါလိုလေဒုက္ခလည်းရှိကြတာမဟုတ်ဘူးအစားရေးစားရှာဖွေရတာလည်းမရှိပဲနဲ့တန်ဃာတော်ရှင်မြတ်တိဘင်းနေကြောင်များလှုပ်ရှုပ်တောင်းပေါ်မှာသွားလာနေကြပါလိမ့်မလဲသူဒါတွေးတာတွေးပြီးတော့ကျွန်မပြီးပေါ့လေသိညာကနဲရှာတော့ဩဘုန်းကြီးတွေဟာအဲ့တော့သကောင်ကျော်ကြီးသွားလာလှုပ်ရှားနေတာဟာတရားဓမ္မနဲ့ပတ်သက်တဲ့ကိစ္စကို तू မစင်စားပဲနဲ့တောင်ပေါ်မှာမြညသကောင်ရံတပားရဲ့အကြောင်းကိုတပားကအလေအပတ်များသွားလေသလားအပြင်းပြေများလမ်းလျှောက်နေကြတာလားသို့မဟုတ်ရင်တပားပါမွေကြိုက်လို့မြာတန်ဃာတော်တွေသွားပြီးတော့အဲ့ဒါကိုကြည်ကြရှုကြတာလားနေမကောင်းတဲ့ကိုတော်ရှိလို့မြာသွားမေးတာလားညဇောဗျာခုနကမိန့်ထားတဲ့နေရောညရောနိုးကြမ်းလေးနေလေးရှိတဲ့ပုဂ္ဂိုလ်နေရောညရောအာထုတ်၍နေလေးရှိတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကိုညွတ်ကိုင်းသောစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာအာသဝကုန်နေဆိုတဲ့အဓိပ္ပာယ်မျိုးကို तू ဘယ်လို့မှမစင်စားတတ်ဘူး तू အနေထားကအဲ့တော့ဘုန်းကြီးတွေတကောင်ကျော်သွားနေတာကိုအဲ့ဒီလိုပေါ့လေးတွေးပြီးတော့သူဒီလိုနေတာ။ကိုင်းသံဃာတော်တွေမအိတ်ချင်လဲတကောင်ကျော်နေကြငါတော့တကောင်ကျော်တစ်ချက်နှစ်ချက်ကဲအိတ်လိုက်အောင်မယ်ဆိုပြီးတော့အိတ်ဆက်ပြီးတော့မနေ့စောစောအိယာကထားပြီးတော့မှခုနကဆံကနေပြီးတော့ထွက်လာတဲ့ဖွဲဟာဖွဲနုပေါ့ဆံကနေပြီးတော့ဆက်နေကြည့်တယ်ဆိုရင်ဖွဲချမ်းတစ်မျိုးဖွဲနုတစ်မျိုးနှစ်မျိုးထွက်တယ်သူကတော့ဖွဲနုကလေးအဲ့ဒီဖွဲနုကလေးနဲ့ဇကွဲကြိတ်ထားတဲ့အမှုန့်လေးဆံမှုန့်လေးဟိုဆံမှုန့်မဟုတ်ဘူးဇကွဲမှုန့်ဆံကိုသူမစားနိုင်ဘူးဆံကနေထွက်လာတဲ့ဖွဲနှမျိုးမှာဖွဲချမ်းမဟုတ်ဘဲနဲ့ဖွဲနုရဲ့ပြီးတော့စကြံလေးတွေကြိုးကြိုးထွက်တဲ့ဥစ္စာကိုထောင်းထားတဲ့အဲ့ဒီဇကွဲကိုထောင်းထားတဲ့ဇကွဲအမှုန့်လေးရဲ့အဲ့ဒါရောပြီးတော့မှသူကရေလေးနဲ့မှွေးပြီးတော့အဲ့ဒီထဲမှာတင်လဲကလေးထည့်ပြီးတော့အဲ့ဒီဥစ္စာကိုမီးဖုတ်တာအဲ့ဒီမုံကလေးကိုသူ့ရဲ့ကပိုက်ကြားထဲမှာထည့်ပြီးတော့မနေ့စောစောသူ့အိမ်မှာရေမရှိလို့ဆိုပြီးတော့ရေခါဖို့မြစ်စိတ်ရေအိုးလေးနဲ့ဆင်းသွားတယ်တဲ့ဖွဲနုနဲ့တင်လဲနဲ့ဖုတ်ထားတဲ့မုံကလေးမုံချမ်းကလေးအဲ့ဒါလေးပဲမုတ်ပြတဲ့လဲလောက်တောင်းကောင်းချင်မှာကောင်းအဲ့ဒါရေအိုးရွက်ပြီးတော့ဒီမုံကလေးနဲ့မြစ်စိတ်ဆင်းသွားတာ
မျက်စိကြတော့မှလေငါရေလေးပါလေခတ်ပြီးတော့မြေကမ်းနာထိုင်စားမယ်စိတ်ကူးတဲ့ဆင်းသွားတာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခုနက daily routine ကိုပြောထားပြီးပြီပရမယံမာနလူနတ်တို့လူရှင်ယဟန်တို့အားတရားဟောတယ်မေဇိမယံမနတ်ပြမတို့အားဟောတယ်မိုးတော်ယံကိုလည်း၃ပိုင်းပိုင်းပြီးတော့ပထမပိုင်းမှာအပန်းဖြေတော်မူတယ်ဒုတိယပိုင်းကျိန်းဆက်တော်မူတယ်နောက်ဆုံးတတိယပိုင်းမှာလောကကြီးကြည်တော်မူတယ်အဲ့ဒီနေ့နာနဲ့ခင်လောကကြီးကြီးတော့ပုံနာဆိုတဲ့ဓာတိကိုဘုရားရှင်မြင်တယ်တဲ့ဒီကျွန်မကြီးဒီကနေ့သန္တနာခကြီးကလွန်မြောက်မဲ့နေငါဘုရားချီးမြှောက်ရမယ်ဆိုပြီးတော့သူသွားတဲ့လမ်းမှာမဆုံအောင်ရှင်အာနန္ဒာနဲ့ဘုရားနှစ်ပါးသာညီနောင်နှစ်ပါးသပိန်းနဲ့တန်းပြီးတော့ရှေ့ကဖြတ်ပြီးဆွမ်းကန်ဆင်းကြတာဆင်းရဲသာကြေးရွာလေးတန်းပြီးတော့ဝင်သွားတော့ပုံနာဓာတိကလည်းပဲရေအိုးရွက်ပြီးတော့မြေစိတ်အစင်းမှာလမ်းမှာတွေ့တော့မှဒီကျွန်မကြီးစဉ်းစားတာရှင်းရှင်းတော့ကငါသည်ဘုရားရှင်ကိုရောမြတ်ကိုမတွေ့စဘူးငါလက်ထဲမှာလူရန်ရှိတယ်တခါတခါလူရန်ကမရှိဘူးတဲ့ဘုရားမြတ်စွာကိုတွေ့ဘူးတဲ့တခါတခါဘုရားကိုရောမြတ်ကိုလည်းတွေ့တယ်လူရန်လည်းရှိတယ်လူချင်းတဲ့စိတ်ငါမဖြစ်ဘူးချိုးရင်ခဲ့တာလေ၃မျိုးလူရန်ရှိတယ်စိတ်ရှိတယ်လူကံဘုရားကိုမတွေ့ဘူးဘုရားရှင်ကိုရောမြတ်ကိုတွေ့ပေမဲ့လူရန်ပစ္စည်းမရှိခဲ့ဘူးလူရန်ပစ္စည်းရှိဘုရားတွေ့ခဲ့ပေမဲ့လည်းပဲစေတနာတွေမပေါ်ခဲ့ဘူးရှိကဒီကနေ့တော့ဘုရားလည်းတွေ့ရပြီငါလက်ထဲဟောဒီမှာဖွဲနုမုံကလေးလည်းရှိနေတယ်ငါလည်းစိတ်စေတနာဖြစ်တယ်ဒီတော့ငါလှူလဲရရင်ကောင်းမယ်တဲ့အလူဒါနမရှိကြလို့ငါသူတစ်ပါးအိမ်ကြေးကြုံဖြစ်ပြီးတော့ဖွဲနုမုံလေးစားနေရတဲ့ဘဝကြေးကြုံဖြစ်ကလွတ်လဲမနေဘူးခဲ့ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုရတ်တော်မူပါဘုရားတိတ္တဗန္ဒီလို့လျှောက်ပြီးတော့မှသူ့မုံကလေးကိုဘုရားရဲ့သပိတ်ထဲထည့်ပြီးတော့လှူလိုက်လှူပြီးတော့မှဘုရားရှိမောက်မှာဒုတုတ်လက်အုပ်ကြီးပြီးတော့သူဆုတောင်းတယ်အဟံဣမိနာပုညကမ္မေနတောမေဟိဒိဋ္ဌဓမ္မမေဝဒိဋ္ဌိယံဗန္နေဘဂဝါဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဣမံကုံတကပူဝံဟောဒီမှာဖွဲနုနဲ့ဖုတ်ထားတဲ့မုတ်ကလေးကိုလူခံဝပဏိတံဝါတိအဂဏိတဝါမောမြတ်သိဉာဏ်ဖြင့်သည်ဟု၍မရတွက်ဖေအနုကမ္ပံဥပါဒါယပရိက္ခဏာတုတဏှာဆောင်လျှောက်ချီးမြှောက်သောအပြင်လက်ခံတော်မူဘုရားလျှောက်ပုံကဟောဒီဖွဲနုနဲ့ဖုတ်ထားတဲ့မုံချမ်းလေးတပည့်တော်ကြုံမစားတာဘုရားနေတိုင်းဒါပဲစားလူခဝပဏိတံဝါဒီအာဂဏိတဝါဟောကောင်းတယ်ဆိုတယ်လို့မရတွက်ပဲအနုကမ္ပံဥပါဒါယတဏှာဆောင်လျှောက်ချီးမြှောက်တဲ့အနေနဲ့ပရိက္ခဏာတုလက်ခံပါအဲ့ဒီဒါနကောင်းမှုကြောင့်တပည့်တော်ဒီစုတောင်းပါတယ်တောင်းမေဟိဒိဋ္ဌဓမ္မမေဝဒိဋ္ဌိယံအရှင်ဘုရားတို့တရေသိတော်မူမြင်တော်မူရတော်မူရောက်တော်မူဆိုင်တော်မူထားတဲ့သစ္စာ၄ပါးကိုသာလင်သိပါရစေမြတ်စွာဘုရားအရှင်ဘုရားတို့သိတော်မူတဲ့အတိုင်းသစ္စာ၄ပါးကိုသိပါရစေတဲ့နိဗ္ဗာန်ဓိမုတ္တဒါနဝဲနုမုံကလေးလှူရပေမဲ့သူရည်မှန်းချက်ကနိဗ္ဗာန်ကိုအဓိမုတ္တဖြစ်တယ်နိဗ္ဗာန်ကိုဥတည်ထားအဲ့တော့မြတ်စွာဘုရားကိုရောမြတ်ကလည်းဧဝံဟောတုသင်တောင်းတဲ့ဆုတွေပြည့်ပါစေဝမ်းသာစကားမိန်ချပြီးတော့ဘုရားရှေ့ဆက်ကြွသူဆုတောင်းကအလွန်ကောင်းတယ်နိဗ္ဗာန်ဓိမုတ္တပဲနိဗ္ဗာန်ဓိမုတ္တနာနိဗ္ဗာန်ကိုညောကိုင်းသောစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တို့မှာအာသဝအသောတရား၄ပါးတို့သည်အထံကေသန္တိချုပ်ဆုံးကွယ်ပြောက်ကြလေကောင်း၏မိန့်တော်မူထားတယ်အဲ့တော့သူတောင်းတဲ့ဆုကနိဗ္ဗာန်လို့ဆိုတော့သူဆုတောင်းတဲ့သူအကျိုးကတပြိုင်တည်းထက်ဖြစ်ဖို့ကောင်းတယ်အဲ့တော့ဘုရားရှင်ကလူကံပြီးကြွားပြီးတော့သွားတယ်အဲ့ဒီမြေကမ်းသွားနေတဲ့လမ်းဘေးကဟာလာဆင်းရဲသားရွာလေးမှာပဲဖြတ်သန်းလို့ဘုရားရှင်နဲ့အာနန္ဒာတို့ကြွကြသူ့ကိုဘုရားလွန်လို့တော်တော်လေးလေးရောက်သွားပြီးတော့ကျုံမကြီးကပြန်တွေးတာတဲ့
ဘုရားရှင်ကိုရောမြတ်ဟာခတ္တိယတာကီယမျိုးသက်ကြဆိုတဲ့မင်းမျိုးမင်းနန်းတော်ကနေဆင်းလာတဲ့မင်းသားဘုရားသာမဖြစ်ရင်စัจ जा မင်းဖြစ်မယ်လို့ကြားဘူးတယ်စัจ जा မင်းလောင်းမင်းသားကနေဘုရားဖြစ်လာတာဆိုတော့လူမျိုးထဲမှာလည်းအထက်တန်းဘုရားဖြစ်ပြီးတော့လဲလူနတ်တို့ဤကိုးကွယ်ရာဆိုပြန်တော့လည်းပဲရာဇဒုက္ခုမာလဗုဒ္ဓဒုက္ခုမာလဘုရားဖြစ်လို့လည်းပဲအထက်တန်းကြမင်းမျိုးဖြစ်လို့လေအထက်တန်းကြအလွန်နူးညံ့တဲ့ပုဂ္ဂိုလ်တယောက်ငါလိုကြည်ကြုံတယောက်လူတဲ့ဖွဲနုလေးနဲ့ဗုဒ္ဓတဲ့မုံကိုစားမစားပါမလားတဲ့လှူပြီးမှသူပြန်တွေးတာမလူခင်ကတွေးတာတွေးရင်အဲ့ဒါပုပ္ပစေရနာပြည့်သွားပြီးတော့လှူတောင်းလှူဖြစ်မှာမဟုတ်ဘုရားပုပ္ပစေရနာကတော့အဆင်ပြေတယ်မောဇစေရနာလည်းအဆင်ပြေတယ်လှူပြီးနောက်ပရစေရနာမှာဒီလိုဝင်လာတယ်အဲ့ဒါကြောင့်ဤမံကုံတကပူဝံဟောဒီမံငါလှူလိုက်တဲ့ကုံတကပူဝဆိုတဲ့ဖွဲနုမုံကလေးဟာအတိလူခံအလွန်ကြမ်းတမ်းယုတ်ရင်းနေတဲ့အတွက်ကြောင့်ဘဂဝါဘုရားရှင်ကိုရောမြတ်သည်ကာကတ္တဝါသုနခတ္တဝါတရေယကာကတ္တဝါကြီးကံတွေကို၎င်းကြီးကံတွေကိုသို့မဟုတ်ရင်တော့သုနခတ္တဝါခွေးတွေကိုတရေယပေးလိုက်ကျွေးလိုက်ပေးရ၏ဘုရားလှူခံပြီးဘုရားပေါ်မှာသူအဲ့လိုတွေးတာခုလေမြတ်စွာဘုရားကိုရောမြတ်ကိုလှူပြီးမှငါလိုစင်ရသားဂျွန်မလှူတဲ့မုံတော့စားမစားပါမလားရှင်းနာရောက်ရင်ခွေးတွေကျွေးခြင်းကျွေးပြစ်မှာကြီးကန်းတွေကျွေးခြင်းကျွေးပြစ်မှာခွေးတွေကြီးတွေကျွေးပြီးတော့မှမင်းပုံနာတတိအိမ်သွားပြီးတော့မော်မြတ်ဓာတွေစားလိုက်မယ်ထင်ရဲ့လို့လှူပြီးအဲ့ဒါတွေးတာကိုတွင်လည်းတွေ့ရဘုရားကချင်းချင်းသိသွားတယ်ဟာဂျွန်မကြီးကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်ဆိုပြီးတော့မွန်မြတ်တဲ့အလှဒါနခက်ခက်စင်စင်ရဲရဲလှူရတဲ့ဒုက္ခရဒါနကိုပြုတ်ပြီးတော့ပရစေရနာချိုရင်းသွားတယ်အဲ့ဒီပရစေရနာကိုငါဘုရားပြန်မထိန်နိုင်ရင်တော့ဒီအလှအကြီးကြီးဖြစ်တော့မှာပဲဆိုပြီးတော့ဘုရားမြတ်စွာကခြေသားအာနန္ဒအိမ်ကမေတုံအာနန္ဒစတုကုဏသံဃာတိပညပေဟိခြေသားအာနန္ဒနထသင်္က၄ကောက်ခောက်ပြီးတော့ခင်းကွယ်နိတိဒိဋ္ဌာမိအာနန္ဒငါဘုရားခဏထိုင်အောင်မယ်ရှင်အာနန္ဒလည်းဧဝံပန်းဒီကောင်းပြီဆိုပြီးတော့နရသင်္ကန်းလေးခောက်ပြီးသစ်ပင်ရင်ခင်းပိပုံနာဓာတိရဲ့အနာလေးတွေမယ်သူလည်းမြစ်စိတ်မရောက်သေးဘူးခင်းပေးတဲ့နေရာထိုင်လင်းပြီးရောခြေသားအာနန္ဒပါဏိယအာဟာရတောက်ရည်များယူခဲ့တော့ဆိုပြီးတော့ရှင်အာနန္ဒတောက်ရည်လေးယူလာတဲ့ခါမှာခုနသပိတ်ထဲကကျော်မဖုတ်ထားတဲ့ဖွဲနုနဲ့ဇကွဲချမ်းထောင်းထားတဲ့အဲ့ဒီဖုတ်ထားတဲ့တင်လဲနဲ့ဖုတ်ထားတဲ့မုံကလေးကိုအဲ့ဒီလမ်းဘေးသစ်ပင်ဘုရားရှင်ထိုင်ဖုံးပေးတာကျော်မကြီးအဲ့ဒီတော့မှစိတ်ထဲကပြန်တောင်းပါနဲ့ဟာငါအထင်မှားသွားဒီလိုမင်းသားကဖြစ်လာတဲ့ဘုရားစัจ जा မင်းလောင်းကဖြစ်လာတဲ့ဘုရားကငါလိုကြည်ကျွန်မရဲ့မုံချမ်းကိုခွေးတွေကြီးတွေကျွေးပြစ်လေမလားလို့စောစောကငါတွေးမိတာမားလိပြီငါမျက်မှောက်ပါပဲဘုံပြီးတော်မူတဲ့ဇဝါမြောက်လုံးလို့သူမျက်ရည်တောင်ကြအဘဒယဘုရားမြတ်စွာဒီမောကိုဘုံပေးနေတော့မှာပဲစัจ जा ဝလာတသောင်းကနတ်မြမာတွေကလည်းအလူအရက်ကျော်မကြီးရဲ့အလူသေးသူတို့လည်းပူပေါင်းပါပါရစီအောင်ဆိုပြီးတော့နတ်သုဒ္ဓတွေလာဝိုင်းထဲကြတယ်တဲ့အဲ့ဒီမှာတော့မြတ်စွာဘုရားကမတားပါဘူးဟဲ့ကျော်မရဲ့အလူမင်းတို့ဝင်မရှုံနဲ့လို့မတားပါဘူးဆင်းရဲသောအလှတွေကိုနတ်မြမာတွေဝင်ပြီးတော့ဂျမ်းဖြတ်လှူသွားတာကိုတားတာကတော့ရှင်မာကသဗ္ဗအဲ့ဒါကတခြားဝတ္ထုတစ်ခုအဲ့တော့ဘုရားရှင်ဆွမ်းပုံပေးပြီးတော့ကျွမ်းမကြီးအနားမှာထိုင်နေတော့ပဲကြီးညိုတော့ပဲရှိသေးတယ်သူဆွမ်းပုံပေးတာကိုဝဲနုနဲ့ခုနကဇကွဲမုံကလေးလှုပ်ပြီးတော့တင်လဲနဲ့လုံးပြီးမိဖုတ်ထားတာအဲ့ဒါလေးဟောမင်းသုံးဆောင်ပြီးတောင်းရည်လေးသုံးလေပြီးရောမြတ်စွာဘုရားကကျွမ်းမကြီးပုံနာကိုခေါ်လိုက်တယ်ဒါရှင်းနာဒုစံဆိုပြီးတော့မေးကြည့်တယ်သင်ရာဇဂျူတောင်ကြီးတွေပေါ်မှာသံဃာတော်တွေညမိရောက်နေတဝန်းဝန်းနဲ့ကြွနေတာကိုနင်ဘယ်လိုထင်သလဲသံဃာတော်ကိုအထင်သိစိတ်ထဲကရှုံးချမိသလားဘုရားမေးတယ်
တပည့်တော်မှမရှုံးချမိပါဘူးဗျာဘာလို့မှမသိတာတော့အမှန်ပါပဲတပည့်တော်မှကတော့သူတစ်ပါးရဲ့ကြီးကျွံဘဝမလို့အလုတ်တီလုံးရတာသကောင်ကျော်တိုင်အောင်ဆိုတော့မအိပ်ရဘူးတန်ဃာတွေအဲ့ဒီလိုအလုတ်မရှိပဲနဲ့သကောင်ကျော်မိတလဲလဲနဲ့တောင်းပေါ်သွားအဲ့ဒါတော့မစင်စားတတ်တာအမှန်ပဲဆိုတော့မှတန်ဃာတွေသကောင်ရံအလုတ်မရှိတာမဟုတ်ဘူးဆိုပြီးတော့ဒီတရားဟောတယ်တတ္ထာဇာဂရမာနနံအဟောရတံနုသိခိနံနိဗ္ဗာနတိမုဒ္ဒနံအထံကေသံတိအာသဝါဥပတိကေပုံနာမရှိပေတဲ့ခြေသမီးဥပတိကာတတ္ထာဇာဂရမာနနာအမြဲတမ်းနိုးနိုးကြာကြာနေလေရှိတဲ့ပုဂ္ဂိုလ်တို့အားသာမလူတွေအတွက်ပြောမယ်ဆိုရင်ညင်သုံးရံမတယံသာအိစတဲ့ပုဂ္ဂိုလ်တို့အားဘုရားကလွယ်တခြားပုဂ္ဂိုလ်တွေဆိုလို့ညင်သုံးရံမှာတယံအိရင်လုံလောက်ပါတယ်တဲ့24နာရီတပတ်လေးမအားလုံးပရိသတ်ကြီး4နာရီအိရင်ကျမ်းမာရေးအတွက်လုံလောက်တယ်ကျန်နေတဲ့18နာရီကျန်နေတဲ့နာရီ20မှာ2နာရီလောက်ကကိုယ်လေးသုတ်တင်ခြင်းဓမင်းစားခြင်းရေချိုးခြင်းကိစ္စနဲ့ဖြုံးပလိုက်ပြီးတော့18နာရီလောက်ကဒါအလုပ်လုပ်နာမြတ်စွာဘုရားရဲ့နေ့စဉ်လုပ်ငန်းကိုဖော်ပြတဲ့အပိုင်းမှာဒီကနေ့တော့7နာရီလောက်ပဲအလုပ်လုပ်ပြီးတော့ကျန်တဲ့အချိန်တွေကဒီပြင်ကိစ္စနဲ့ကုန်သွားတယ်အဲ့ဒါကြောင့်အကျိုးရမှုမှာဒီကနေ့နဲတာအဲ့ဒါကြောင့်နဲတာစီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်တခြားဘာရေးဘာကိစ္စမျိုးဘာပဲဖြစ်ဖြစ်အလုပ်လုပ်ချိန်ကနဲပြီးတော့ဖြုံးပြတဲ့အချိန်ကပုံများတယ်အိတ်တဲ့အချိန်နဲ့ပျော်ပါတဲ့အချိန်ကပုံများတယ်လို့တောင်းထင်ရတယ်တတ္ထာဇာဂရမာနနံဩရတနုသေခိနံနိဗ္ဗာနတိမုဒ္ဒနံအထံကေသံတိအသဝါဥပတိကေပုံနာမရှိပေတော်ခြေသမီးတတ္ထာဇာဂရမာနနံအမြဲမပြတ်နိုးနိုးကြာကြာညင်300တယံသာအိစတဲ့ငါဖျားရဲ့သံတော်ယဟန်တော်တို့မှအာသဝအာသောတရား၄ပါးတို့သည်အထံချုပ်ဆုံးကွယ်ပြောင်းခြင်းတော်ကေသံတိရောက်ကောင်း၏အဟောရတနုသေခိနံနေရောညရောသိက္ခာ300ကျင့်မြတ်ကိုကျင့်တတ်တဲ့ပုဂ္ဂိုလ်တို့မှာအာသဝအာသောတရား၄ပါးတို့သည်အထံချုပ်ဆုံးကွယ်ပြောင်းခြင်းတော်ကေသံတိရောက်ကောင်း၏နိဗ္ဗာနတိမုဒ္ဒနံနိဗ္ဗာန်ကိုညောကိုင်းသောစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တို့အားဒါကတော့ဒါနသီလသမထဝိပဿနာကောင်းမှု၄ပါးအတွက်ဘာပြောသလဲဆိုတော့ဥတေယပြောတာဥတချက်မိမိတို့ရဲ့ destination ဟာတိတိကျကျရှိဖို့ဆိုလိုတာပန်းတိုင်ပေါ့လေဒါလောက်လုံနေတာနေရောညရောနိုးနိုးကြကြမယမနာလုံနေတာဘာအတွက်လဲဆိုတဲ့ဥတချက်ကလေးကိုပြောပြတယ်တချို့များပြင်းထန်အလုပ်လုပ်ပေမဲ့ဥတချက်မရှိပဲအလုပ်လုပ်ရှိရင်ပင်မယုံပဲဗျမတာဖြစ်တတ်ဒီတော့နံပါတ်3အချက်ကတော့ဥတချက်ဟာတခါတည်းစနစ်တကျအခိုင်အမာတိတိကျကျပြီးပြီးသားသားရှိကြအောင်ဘာပဲလုပ်လို့နိဗ္ဗာနတိမုဒ္ဒနံနိဗ္ဗာန်ကိုညှို့ကိုင်းသောနိဗ္ဗာန်ကိုဥတည်သောစိတ်ဓာတ်ရှိကြတဲ့ပုဂ္ဂိုလ်တို့မှာအာသဝအာသောတရား၄ပါးတို့သည်အထံချုပ်ဆုံးကွယ်ပြောင်းခြင်းသောကိစ္စံတိရောက်ရလေကောဤလိုသတ္ထနတ်လူတော်ဆရာဘုရားရှင်သည်ဒေသတိဟောကြားတော်မူ၏ဒေသနာဝါသနေဒေသနာဏီကုံပြီးဆုံးတဲ့အခါမှာပုံနာတာသည်ဖွဲနုမုံစုပ်ကလေးကိုလှူဒန်းပြီးတော့မှသစ္စာလေးပါးဆူတောင်းတဲ့ပုံနာခေါ်တဲ့ကျွန်မကြီးသည်သောတပတ္တိဗလေသောတပတ္တိမဉ္ဇဉ်ဘုံညာ၌ပဋိတ္တဟိကောင်းစွာမသွဲတည်ခဲ့ပါပေသတည်းအဲ့ဒီဒေသနာဏီကုံပြီးဆုံးတဲ့အခါမှာပုံနာဆိုတဲ့ဖွဲနုမုံစုပ်ကလေးလူရတဲ့ကျွန်မကြီးဟာအသောတရား၄ပါးတို့တွင်ပြိဿ၏ဒိဋ္ဌာသဝအကျွမ်းမဲ့ကုံသွားတယ်အဝိဇ္ဇာသဝဟာ၄ပုံတစ်ပုံလောက်ကုံသွားတယ်
ကာမတဝလည်းပဲအပယ်လေးဘုံတို့သွားသောကာမတဝအကျဉ်းစားတွေကုန်သွားတယ်လူနဲ့နတ်ကိုသွားမဲ့ကာမတဝအနုစားလောက်တော့သူ့မှာကြံသေးတယ်တဲ့သောတာပတ္တိမဲ့ဖို့စိုက်သွားတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့နေ့စဉ်လုံငန်းပရိသတ်ကြီးမိုးလင်းကျင်းဆက်ရကထပုံနာဆိုတဲ့ကျွမ်းမကြီးလာမဲ့လမ်းမှာတဲတဲ့ကြီးတိုးအောင်ဆွမ်းခံကြွလိုက်ရတဲ့အကျိုးကျေးဇူးဟာအထူးပဲအောင်မြင်သွားပြီတဲ့ဒီတော့ဒီကနေ့တနင်္ဂနွေဆွမ်းလောင်းသင်းအတွက်တန်ဃာတော်ရှင်မြတ်တွေကြည်ပြီးတော့ပုံနာကျွမ်းမကြီးတွေးသလိုဘုန်းကြီးတို့ပြိဿရဲ့အတွေးမမဖို့နဲ့ဘုရားရှင်ကိုရောမြတ်ခံယူသွားတဲ့ဆွမ်းကိုပုံနာဆိုတဲ့ကျွမ်းမကြီးတွေးသလိုတနင်္ဂနွေဘက်ကဆွမ်းတွေကိုခံယူသွားတဲ့တန်ဃာတော်တွေကိုလည်းပဲတွေးပြီးတော့စိတ်ထဲကမပြင်းမှားကြဖို့ဘဝပန်းတိုင်ကိုခိုင်ခိုင်ကြီးချထားပြီးတော့တစ်နေရောညရောနုံနုံကြကြနှစ်ကတော့နေရောညရောသိက္ခာ3ပါးကိုအာကျိုးမှန်တဲ့ဆောင်ရွက်ကြရင်ဟောဒီဆွမ်းလေးတဏလူတန်းရတဲ့ကောင်းမှုသည်အာသွဲခယံဝဟံဟောတုဆိုရင်တောင်းတဲ့ဆုတင်အလုံးပြည့်စုံကြမှာပါပြည့်စုံကြပါစေလို့တိုက်တွန်းပြီးတော့ဏီကုံချုပ်ပါပြီအလုံးဆိုကြဣဓမ္မေပုံညံဘောဓိညာဏတ္တပစ္စယောဟောတုရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောဓိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်အဖို့ကို30ပုံကျင်လီကုန်သောနတ်လူပြမသတ္တဝါအပေါင်းတို့အားအညီအမျှဝေငှပါကုန်၏သောတော်များစွာသတ္တဝါတို့သည်ဤကောင်းမှုအဖို့ကိုကြာသိကြ၍အမြရ၍ဝန္တာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသော